YouTube channel လေးကိုခုမှတွေ့တဲ့သူခုမှမြင်တဲ့သူက channel လေးကို subscribe လုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးထားဖို့အားလုံးမေတ္တာရက်ခံပါတယ်နော်အားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါโอเคအားလုံးပဲကျွန်တော်တို့ဒီနေ့ကြာတာပလေးနေ့ညနေ4 နာရီခွဲကလည်းဒါ okay မှာဆိုပြေးသွားပြန်ပြီပေါ့ဗျာနော်16 1ချင်းနဲ့ဒါ65 56ဆိုတဲ့ဩကွက်မိတယ်ပေါ့ဗျာနော်ဒါကျွန်တော်ရဲ့ဒါစိန်မာစတာကီဆိုလဲ358ညနေပိုင်းနေလာမိတယ်ပေါ့နော်ကဲအဲ့တော့ကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဥစ္စာပထမပြောချင်တာကတော့နော်ဒါမနေ့ကတောက်ကြနေလေးအတွက်သွားမယ်ပေါ့ဗျာနော်တောက်ကြနေလေးအတွက်သွားမယ်နော်ကဲကျွန်တော်ဒါ20ရက်3လပိုင်း2026တောက်ကြနေကို7နာရီ10မိနစ်လေးမသွားခင်နော်ကျွန်တော်မိတ်ဆွေတွေကကျွန်တော်မိတ်ဆွေတွေကဘာလို့ရမလဲဆိုတော့ကိုကြည့်နေတဲ့အကောင့်ဒီလူလင်အကောင့်လားအကောင့်တူလားအကောင့်ဆက်လားဆိုတော့မိတ်ဆွေတို့တွေသတိထားပါနော်ကျွန်တော်အကောင့်နေကျွန်တော်ပို့တင်ပေးထားတယ်နော်ကျွန်တော်အကောင့်နေကျွန်တော်ပို့တင်ပေးထားပါတယ်နော်အားလေးနည်းနည်းလေးသတိထားကြပါပေါ့ဗျာနော်ကျွန်တော် live လွှင့်မှဒီကိစ္စကိုကျွန်တော်ပို့ပြီးတော့ဒါထက်ရှင်းအောင်ကျွန်တော်လုပ်ပေးပါမယ်လာမယ့်ဘက်ကတော့ကျွန်တော် live လွှင့်မှုများတယ်ပေါ့နော် live လွှင့်ပေးပါမယ်နော်ကောင်းလို့ဆိုတာကိုတေချာလေးကျွန်တော်လုပ်ပေးပါမယ်နော်တေချာပုံလေးတစ်ခုအားလုံးရှင်းပြမယ်ဗျာဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်နော်ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတယ်ညာချမ်းလေးဖြစ်ပါသေးကဲအားလုံးပဲမင်္ဂလာပါဒါတွေနဲ့ကျွန်တော်ဒါကြာတာပင်းနေကတော့နေကုန် okay မှာဆိုပြတယ်မင်္ဂလာရှိပြီးတော့ okay နော်ညာမနက်ကောဒါ okay မှာဆိုပြတယ်ပေါ့ဗျာဒါညနေဆိုလဲဒါဩကွက်မိတယ်ပေါ့ဗျာနော်အဲဒါကြောင့်မို့ကျွန်တော်တို့တောက်ကြနေပေါ့ဗျာနော်20ရက်3လ2026တောက်ကြနေ12နာရီ10မိနစ်ကိုကျွန်တော်ကိုင်မဲ့ဝမ်းချင်းလေးကိုပြောမယ်ပြီးရင်ရွေးဩကွက်လေးပြောမယ်ပြီးရင်ကျွန်တော်အကြိုက် main တင်ကွက်ပြောမယ်ပြီးရင်စိတ်မာစတာကီပြောမယ်နော်ကဲကျွန်တော်တောက်ကြနေကိုလည်းကျွန်တော်အကောင်းဆုံးကြိုးစားပေးထားပါတယ်ကျွန်တော်ချစ်တဲ့သူတွေအတွက်ကိုပေါ့နော်ကျွန်တော်ချစ်တဲ့သူတွေကျွန်တော်အားပေးနေတဲ့သူတွေအတွက်ကိုကဲတောက်ကြနေ12နာရီ10မိနစ်ကိုကျွန်တော်ကိုင်မဲ့ဝမ်းချင်းက49ဝမ်းချင်းဖြစ်ပါတယ်နော်49ဝမ်းချင်းဖြစ်ပါတယ်နော်49ဝမ်းချင်းဖြစ်ပါတယ်49ဝမ်းချင်းဖြစ်ပါတယ်ကဲ4နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေသတိထားကြအောင်နော်4နဲ့4 3 4 8ဆိုတဲ့ကဏ္ဍလေးကိုလေထောက်ကြနေမှာနော်4သမားတွေသတိလေးထားကြပါအောင်နော်ဝမ်းချင်းလေးကတော့49ဝမ်းချင်းဖြစ်ပါတယ်ဝမ်းချင်းလေးကတော့49ဝမ်းချင်းဖြစ်ပါတယ်49ဝမ်းချင်းမှာကျွန်တော်ကနေ4နဲ့ပတ်သက်လာဗာလေးကြိုက်လဲဆိုရင်414နဲ့464ခွန်ဖြစ်ပါတယ်ကိုလင်း4နဲ့ကြာလာ4ကြိုက်စေ4ကြာလာဗာလေးအများကြိုက်လဲဆိုရင်ကိုလင်းက4နဲ့ပတ်သက်ပြီးကပ်ပေးထားတဲ့ကဏ္ဍက414နဲ့464ခွန်ပါနော်4နဲ့ပတ်သက်လာရင်ဗာလေးကြိုက်လဲဆိုရင်414နဲ့464ခွန်ဖြစ်ပါတယ်ကဲ9နဲ့ပတ်သက်လာရင်ကိုလင်းဗာလေးကြိုက်လဲဆိုရင်919နဲ့969ခွန်ဖြစ်ပါတယ်နော်9နဲ့ပတ်သက်လာကိုလင်းကဗာလေးကြိုက်လဲဆိုရင်919နဲ့969ခွန်ဖြစ်ပါတယ်နော်4နဲ့464ခွန်မှာဗာလေးသတိထားမလဲဆိုတော့4နဲ့46နဲ့သတိထား9နဲ့ပတ်သက်လာရင်9နဲ့96နဲ့သတိထားနော်ဝမ်းချင်းက49 4နဲ့ပတ်သက်လာရင်414နဲ့464ခွန်9နဲ့ပတ်သက်လာရင်919နဲ့969ခွန်4နဲ့ပတ်သက်လာရင်သတိထားမယ့်ကဏ္ဍက4နဲ့46 9နဲ့ပတ်သက်လာရင်သတိထားမယ့်ကဏ္ဍက9နဲ့96နော်ခဲလာပြီးတောက်ကြနေအတွက်စိတ်မာစတာကီးက933ကီးနော်933ကီးဖြစ်ပါတယ်တောက်ကြနေအတွက်စိတ်မာစတာကီးက933ကီးပါကဲအဲ့ဒါပြီးရင်ကျွန်တော်အကြိုက် main တင်ကွက်ပြောမယ်နော်ကျွန်တော်အကြိုက် main တင်ကွက်ပြောမယ်ကျွန်တော်အကြိုက် main တင်ကွက်ကတော့နော်တောက်ကြနေ7နာရီ10မိနစ်ကိုကျွန်တော်အကြိုက် main တင်ကွက်ကနော်3နှစ်ကဲ39ရယ်95ရယ်ဖြစ်ပါတယ်နော်3နှစ်39 95 main တင်ကွက်နော်3နှစ်ကဲ39ရယ်95ရယ်ဖြစ်ပါတယ်နော်3နှစ်39 95ဖြစ်ပါတယ်အားလေးကတော့ကျွန်တော်အကြိုက် main တင်ကွက်ဖြစ်ပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲဒီတောက်ကြနေမှာနေကုန် okay မှာဆိုပြသလိုဘို့တို့ကြာလာပေးနေမှာနေကုန် okay မှာဆိုပြသလိုတောက်ကြနေမှာလဲကျွန်တော်ကိုကြည့်ရှုနေတဲ့ခုနှစ်သားမီလူပုဂ္ဂိုလ်မှတည်းအားလုံးပဲနေတောက်ကြနေကိုလည်းနေကုန် okay မှာဆိုပြပြီးမင်္ဂလာရှိပြီးတော့အားလုံးပဲရှယ်ပေါက်ကြပါစေနော်အားလုံးပဲပေါက်ကနန်းလေးတွေပဲဖြစ်အောင်ကြိုးစားပေးထားပါတယ်ပေါက်ကနန်းလေးတွေပဲဖြစ်မှာပါပေါ့နော်ကဲအားလုံးပဲမနက်ဖြန်နေခင်းကြ